ကာလာပေါက်ဈေးဘယ်လိုသတ်မှတ်မလဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့အင်ဂျင်မီအယောင်းဝယ်တစ်ခုလုပ်တဲ့အခါမှာရောင်းမဝယ်မှာမဖြစ်ဖို့အတွက်အရေးကြီးဆုံးအချက်လေးတစ်ခုကိုကျွန်တော်ပြောပြပေးချင်ပါတယ်အဲ့ဒါကတော့ကာလာတန်မိုးဘယ်လိုသတ်မှတ်မလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ကာလာပေါက်ဈေးသတ်မှတ်ဖို့အတွက်ဆိုလို့ရှိရင်ပထမဆုံးတစ်ချက်အနေနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအရင်ဆုံးလေ့လာရပါမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုရောင်းမဲ့ပတ်ဝန်းကျင်ကအိမ်တွေကဘယ်ဈေးနဲ့အယောင်းတွေတင်ထားကြလဲသူ့ရဲ့ဒီလမ်းအဝင်ထွက်မှာကိုထက်သားနေလားအားနေနေလားပုံမူတည်ပြီးတော့မှကိုကအကြံမြင့်ပြန်ပြီးတော့မှခက်မှန်းလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်အခုချိန်မှာကျွန်တော် property website တွေအမြင်လဲတော်တော်များများရှိတယ် Facebook ပေါ်မှာကျွန်တော်ရှာမယ်ဆိုရင်လည်းလွယ်တဲ့အနေအထားလေးမှာရှိတယ်ကျွန်တော် ZN Inchammy ကနေပြီးတော့မှလောက်ထားတဲ့ application ထဲမှာလည်းသွားပြီးတော့မှကြည့်လို့ရတယ်ဒီကတော့ကျွန်တော်ပြောချင်တာဒီ line ပေါ်မှာရှာလို့လေ့လာလို့ရတဲ့အနေအထားမျိုးလေးကိုပြောချင်တာပါဗျနောက်တစ်ခုကတော့ကျွန်တော်အနီးနားကိုနဲ့အတိမိတ်ဆွေအကျိုးဆောင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီရောင်းမဲ့ Inchammy နားမှာရှိတဲ့တကယ်အလုပ်လုပ်နေတဲ့အကျိုးဆောင်တွေပဲဖြစ်ဖြစ်ကိုကျွန်တော်သွားပြီးတော့မှအတိခောက်မေးကြည့်လို့ရပါတယ်ဒီလိုဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကာလာပေါက်ဈေးကိုအကြမ်းမြင့်လေးကိုကတွက်ချက်လို့ရနိုင်တဲ့အနေအထားလေးမှာရှိပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ပိုင်ဆိုင်မှုအနေအထားမျိုးလေးကိုကိုကစစ်ဆေးလို့ရပါတယ်ဥပမာအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကိုဟာ gram မြေလားမြေပိုင်မြေလားဘူပပိုင်လားသို့မဟုတ်လို့ရှိရင်ဆက်စာချုပ်နဲ့ရှိနေတာလားဂရန်ကတုံးလားဆိုတာပေါ်မူတည်ပြီးတော့မှဈေးနှုန်းလေးတွေကတော့အပြောင်းလဲလေးတော့ရှိနိုင်ပါတယ်စာရွက်စာတမ်းမပြည့်စုံတာတော့တောင်မို့လို့ရှိရင်ဂရန်ကတုံးဖြစ်နေတာတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဈေးကတခြားပတ်ဝန်းကျင်ကခေါ်ထားတဲ့ဈေးထက်ကိုသူတို့နဲ့အတူတူတော့ခေါ်လို့မရတော့ဘူးပေါ့နော်ဈေးနည်းနည်းပြီးတော့ကျွန်တော်ရှော့မှာပဲရောင်းဝယ်ဖြစ်ဖို့အတွက်ကပို့ပြီးတော့မှလွယ်ကူမှာပဲဖြစ်ပါတယ်ကျွန်တော်နောက်တစ်ချက်ကကျွန်တော်ဒီကိုရောင်းမဲ့အိမ်ချမ်းမြေရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အနာဂတ်တန်ဖိုးကိုကျွန်တော်တွက်လို့ရပါတယ်ဥမာအပြင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလမ်းမကောင်းသေးတဲ့အနေအထားမျိုးမှာလမ်းကောင်းလာတော့မှာလားဒါမှမဟုတ်လို့ရှိရင်ပတ်ဝန်းကျင်မှာ shopping center တွေလာပြီးတော့ဖွင့်မှာလားအိမ်ယာဝင်းတွေရှိလာမှာလားအပေါ်မူတည်ပြီးတော့မှကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုယ့်ရဲ့ရောင်းမဲ့အိမ်ချမ်းမြေရဲ့နေရာကဈေးတက်လာနိုင်ချေရှိတယ်ဆိုလို့ရှိရင်တော့ဒီဟာကိုကိုကဈေးများများတင်ပြီးတော့မှအယောင်းတင်လာမယ်ဆိုလို့ရှိရင်လည်းတိတ်ပြီးတော့မှကိစ္စမရှိပါဘူးအကြောင်းရင်းကကြတော့ခုနကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိလာတဲ့အသစ်ထွက်လာမဲ့အနေအထားမျိုးလေးတွေကနေပြီးတော့မှကိုယ့်ရဲ့မြေကွက်တန်မိုးကတက်လာနိုင်တဲ့အနေအထားမျိုးမှာရှိလို့ပါနောက်ဆုံးမှာတော့သတိထားမဲ့အချက်လေးတစ်ချက်ရှိပါတယ်ကာလာပေါက်ဈေးဆိုတာကဈေးကွက်ချီနေနဲ့တမိုးတက်နိုင်မှုအပေါ်မူတည်တာပါဈေးမမှန်ကန်ကန်သတ်မှတ်နိုင်မယ်ဆိုလို့ရှိရင်တော့ရောင်းသူတွေအတွက်အကျိုးအများကြီးရှိနိုင်ပြီးတော့မှဝယ်သူတွေအတွက်လည်းတန်မိုးရှိတဲ့အင်ချမ်မီတစ်ခုကိုပိုင်ဆိုင်မှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အင်ချမ်မီနဲ့ပတ်သက်လို့ကာလာပေါက်ဈေးတွေသိချင်တာပဲဖြစ်ဖြစ်စုံစမ်းချင်တာပဲဖြစ်ဖြစ်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဈေးရန်ကိုအချိန်မီဖုန်းဆက်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျမ်းမရှင်လမ်းပါစေဗျ